foreigner မျိုးသမီးကသူတွေ့ခဲ့တော့သူတအားစိတ်တုန်နေတာလေအနာငုံနေတဲ့ကောင်မဖြစ်နေအေးဖယားရဲ့ကြည့်ကြပါဦးတော်လေးတော့မဟုတ်တော့ main ကလေးတွေလောက်တာကြည့်ပါဦးနော်စိတ်ထက်ကြမ်းတမ်းရတာသူတက်ခိုင်းတာဖြစ်မှာပေါ့နေနမျက်ခွာကိုလေးကြတော့လူတွေအဲ့တိုင်းပဲဟိုင်တာယာရေးစကန်ကိုရောက်နေပါပြီတရားခံခွေးသက်သူက4ယောက်အပြင်နဲ့နောက်တစ်ယောက်ထပ်တိုးလို့လိုက်ရှာနေပါတယ်တဲ့တတ်တဲ့လူကအများကြီးတော့မှမကြည့်တတ်တဲ့လူကတကောင်မှသူတို့ကိုတဲ့ဘုန်းထဲကအုတ်ချွေမှုရုံမှာဖမ်းထားပါတယ်အရှိတလောကပဲဒီကိစ္စတော့နော်ဒီလိုမျိုးနီးတူပေါ့နော်ဒီခွေးရဲ့တဲ့ကိစ္စနဲ့တော်တော်ခရက်ထားရပေါ့နော်အခုဒီတစ်ခါကြည့်ပါအောင်လောက်တဲ့ကောင်မလေးကိုကြည့်ပါဦး